ကဲဒူရီဝါသနာရှင်ကိုမကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒူရီကိုမင်း channel လေးကနေကြိုဆိုလိုက်ပါတယ်ကဲညနေပိုင်းအတွက်အောင်မလေးစိတ်ဦးမယ်နော်ကဲစမယ်ဒီ9ရယ်ဒီ9ရယ်ဒီ4ရယ်ဒီ3လုံးပေါင်းခြင်းဟာဒီ3လုံးပေါင်းခြင်းဟာ4ထိပ်ရှိဖြစ်တဲ့အတွက်4ထိပ်ရှိလို့ပေးထားပါတယ်အဲ့လိုဒီ3လုံးပေါင်းခြင်း4ထိပ်ရှိဖြစ်တဲ့အချိန်မှာဒီ4ရယ်ဒီ6ရယ်နော်ဒီနှလုံးပေါင်းခြင်းဟာ3ညနောက်ပိတ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်းဟာ3ညနောက်ပိတ်လို့ပေးထားပါတယ်အဲ့လိုရင်ဒီ4ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာ4ရယ်9ရယ်9ရယ်ဒီ3လုံးပေါင်းခြင်းနှစ်ဖြစ်တဲ့အတွက်နှစ်ထိပ်ရှိပါတယ်နော်အဲ့လိုဒီ4 9 9နှစ်ထိပ်ရှိဖြစ်တဲ့အချိန်မှာဒီ9ရယ်ဒီ3ရယ်ဒီနှလုံးပေါင်းခြင်းဟာ3ညနောက်ပိတ်ပါတယ်နော်ဒီနှလုံးပေါင်းခြင်း3ညနောက်ပိတ်ပါတယ်ကဲဒီညနေအတွက်လာပါပြီခင်ဗျာဒီ2ရယ်ဒီ9ရယ်ဒီ9ရယ်ဒီ3လုံးပေါင်းခြင်းဟာနှစ်ထိပ်ရှိပါတယ်နော်အဲ့3လုံးပေါင်းနှစ်ထိပ်ရှိဖြစ်တဲ့ဒီ3လုံးပေါင်းနှစ်ထိပ်ရှိဖြစ်တဲ့အချိန်မှာဒီ9ရယ်ဒီ8ရယ်နော်ဒီနှလုံးပေါင်းခြင်းဟာ3နောက်ပိတ်ပါတယ်နော်ဒီ9ရယ်ဒီ9ရယ်ဒီ4ရယ်ဒီ3လုံးပေါင်းခြင်း4ထိပ်ရှိဖြစ်လို့4ထိပ်ရှိဆိုပြီးရတယ်အဲ့လိုဒီ3လုံးပေါင်းခြင်း4ထိပ်ရှိပြီးတဲ့အချိန်မှာဒီနှလုံးပေါင်းခြင်း3ညနောက်ပိတ်ဆိုပြီးပေးထားတယ်နော်40ဆိုပြီးတော့ကဲအဲ့တော့ဒီ3လုံးပေါင်းခြင်း2ထိပ်ရှိဖြစ်တဲ့အချိန်မှာဒီနှလုံးပေါင်းခြင်း3ညနောက်ပိတ်ပါတယ်နော်အဲ့တော့2ထိပ်ရှိ3ညနောက်ပိတ်နဲ့2ထိပ်ရှိ3ညနောက်ပိတ်20ဆိုထွက်တာနော်ကဲအခုဒီမှာ2ရယ်9ရယ်9ရယ်2ထိပ်ရှိပါတယ်အဲ့2ထိပ်ရှိပြီးတဲ့အချိန်မှာဒီ9ရယ်ဒီ10ရယ်နှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်နော်23တခုကြိုက်ဟိုးမယ်နော်ပြီးလို့ရှိရင်တော့ထူအောင်မဲ့ကွက်လေးတွေဟာ23 83ပြီး22 29နော်အပေးကြတဲ့ကိုမအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel လေးကို subscribe နှိပ်ပြီးတော့အားပေးသွားကြပါဦးခင်ဗျာ